ခက်ခဲတွေလဲလူတိုင်းမရှိပါတယ်ကြိုးဆိုရမယ်လူဘဝရဲ့အခိုင်တက္ကနာတာဧည့်သည်ပဲငိုပြီးရင်ခါပြန်ရမယ်ရည်ပြီးရင်ခါပြန်ငိုရမယ်ဘဝလဲလဲနေပါပဲတငယ်ချင်းရဲ့my babe, da lubo the bori babe, duka alone the lazy she day. Pilate babe, you tree like your babe, but don't my do don't show my baby. I didn't tap over what I baby. Kaka say yeah, but why was show my baby like funny.လူတွေဟာကဲရဲ့အိုချီမွမ်းလေခွန်ရဲ့တချို့ချိုးစကားတွေမင်းနာပေချာဘဝကိုအကောင်းဆုံးမရတီပြမင်းလုံးနိုင်တဲ့တငယ်ချင်းဘဝကိုအရှုံးမပေးပါနဲ့ဘဝဆိုတာနေတလေးမြင်တလေးဝေကောက်တည်တကယ်ကိုများတယ်ချစ်စီတိုင်းချင်မလားတပါတယ်ဒါပေမဲ့အဆုံးထိမရောက်စေနဲ့မင်းချိုးစားပြီးတော့အချင်းချင်းပြန်ချနိုင်တယ်ဒုက္ခဆင်းရဲခြင်းတွေကြုံနေတာတဲ့သူယေရှုကိုခေါ်ကြည့်တဲ့အဲ့ယေရှုကသင်ကိုကယ်ပေးနိုင်တဲ့ဖခင်ဖြစ်တယ်ဆိုတော့ကျွန်မစိတ်ထဲမှာလေသူတို့ပြောတဲ့ယေရှုကတကယ်အသက်ရှင်တာလားသူတို့ပြောတဲ့ယေရှုကတကယ်အသက်ရှင်နေဆိုအဲ့ဒီဖခင်ကိုကျွန်မအားကိုးချင်တယ်ကျွန်မသိချင်တယ်ကျွန်မညီကိုမောင်နှမတွေလည်းအားကိုးလို့မရဘူးအတော်သားချင်းတွေလည်းအားကိုးလို့မရဘူးကျွန်မမျိုးသားလည်းကျွန်မကိုထားသွားတာဒီနေ့ဒီချိန်ခါဒီပြန်မလာဘူးသူတို့ပြောတဲ့ယေရှုရဲ့တကယ်အသက်ရှင်ပြီးတော့မှတကယ်ကယ်ပေးနိုင်နေဆိုရင်သမီးအခုလိုခံရတဲ့ဒုက္ခစီးရေးခြင်းတွေလည်းသမီးကိုကယ်ပေးပါတကယ်ကယ်ပေးနိုင်နေဆိုရင်ကျွန်တော်တို့ဒီပြဿနာတွေဒီအမှုရာတွေဒီဒုက္ခတွေတွေကသမီးကိုကယ်ပေးပါဆိုပြီးကျွန်မတကယ်ပဲနှလုံးသားကြည်ဝဲစွာနဲ့မျက်ရည်နဲ့ကျွန်မတကယ်ငိုကြွေးပြီးတော့မှဖះကိုစကားပြောပြီးကျွန်မဒူးထောက်လိုက်တဲ့အချိန်မှာကျွန်မကိုတူတယောက်ကနေပြီးတော့မှအဲ့လိုလက်နဲ့ဒီလိုလက်နှစ်ဖက်နဲ့ကန်ပြီးတော့မှကျွန်မအဲ့လိုထွေးပွေ့ပြီးတော့မှကျွန်မနားထဲမှာအတန်ကြားရတယ်။ငါသမီးထားတင်းနောက်မှဘသူမှမရှိနဲ့ငါနေ့နောက်မှအမြဲရှိရဲဆိုတဲ့အတန်ကိုကျွန်မကြားတော့လေကျွန်မကိုဘသူစကားပြောတာလဲပေါ့အဲ့လိုမျိုးကြည့်တာကျွန်မနောက်မှဘသူမှမရှိဘူး။ဒါပေမဲ့ကျွန်မစိတ်ထဲမှာတူတယောက်ကကျွန်မကိုနှွေးထွေးစွာနဲ့ထွေးပွေပြီးတော့အားပေးတယ်ဆိုတဲ့စကားကိုကျွန်မကြားလိုက်တာ